တွေမဲ့ကျင်လီခဲ့ကြတာရဲ့မဆုံးနိုင်ရတယ်တဝဲလဲနဲ့သမှုရဆိုတော့တနာရဲ့ညိလာတဲ့တန်ရောမြင်ကတွေ့သားရဲ့သမီးရဲ့ဇနီးမဲ့ခင်မွန်းလင်လဲဆွေရဲ့မျိုးရဲ့ချစ်ကြွတွေနောင်ပွဲချီရဲ့မယုံနိုင်မထွက်နိုင်မြဲခိုင်လာတဲ့သံဃာခရီးသဘောရဲ့လောကဝဲပြောလို့မဆုံးဝဲ